မင်္ဂလာပါခင်ဗျာဒီနေ့တော့မြန်မာနိုင်ငံအလယ်ပိုင်းကဘာကျော်ပကံရှိအောင်ယဉ်ကျေးမှုနယ်မြေရဲ့အနီးနားမှာတဘာဝတရားထူးထူးခြားခြားဖန်တီးပေးထားတဲ့စေးလန်းဆိုပြီးအေးချမ်းလာတဲ့နယ်မြေတစ်ခုရှိပါတယ်အဲ့ဒါကတော့သကဝါမြေလို့တင်စားခေါ်ကြတဲ့ဥပတောင်ကလပ်ပဲဖြစ်ပါတယ်ခင်ဗျာဒီနေ့ဗီဒီယိုမှာတဏှာရီတွေတမိုင်းကြောင်းတွေနဲ့ပြည့်နှက်နေတဲ့ဥပတောင်ကလပ်ရဲ့အကြောင်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာပထမဆုံးအနေနဲ့ဥပတောင်ရဲ့တဘာဝဖြစ်တည်မှုကိုပြောပြချင်ပါတယ်အမှန်တော့ဥပတောင်ဟာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကငြိမ့်သက်သွားခဲ့တဲ့မီးတောင်ဟောင်းကြီးတစ်ခုဖြစ်ပါတယ်ဒီထန်ထွက်နေတဲ့တောင်ကလပ်ကျောက်ဆောင်ကြီးဟာမီးတောင်ပေါက်ကွဲစဉ်ထွက်လာတဲ့ချော်ရီဘူးတွေခဲသွားပြီးတော့ဖြစ်ပေါ်လာတဲ့ကျောက်ဆိုကြီးဖြစ်ပါတယ်ပတ်ဝန်းကျင်ကမြေသားတွေတိုက်စားခံရပြီးပျောက်ကွယ်သွားတဲ့အခါမှာတော့ဒီကနေ့မြင်တွေ့နေရတဲ့တက်ပယ်လာတဲ့ကျောက်ဆောင်ကြီးအဖြစ်တဘာဝတရားကထုစစ်ပေးခဲ့တာဖြစ်ပါတယ်ဗျာပုပ္ပတောင်ဟာမြမရိုးရယုံကြည်မှုတွေမှာနမင်းကြီးတွေစံပေးရာတဏှာကြီးဆန်ဆန်နတ်တောင်ကြီးအဖြစ်ရှေးခန့်ခေတ်ကလေးကထင်ရှားခဲ့ပါတယ်တမိုင်းကြောင်းအရပကံမင်းဆက်တေလေချောင်းမင်းလက်ထက်မှာဥပတောင်ထိပ်ပေါ်မှာဇေဒီပထိုးတွေစတင်တည်ခဲ့တယ်လို့ဆိုကြပါတယ်ဒါအပြင်ပကံခေတ်ပုပ္ပမြင့်တီတော်မင်းမဟာဂီရီမောင်တင်တယ်နဲ့နမတော်စောမေယာတမိုင်းဝန်ပန်းဆက်ဓမ္မကြီးကိုပြတ်တစတဲ့ဒဏ္ဍာရီဆန်ဆန်တမိုင်းဇလန်းတွေစုံစည်းရနေရာတစ်ခုလည်းဖြစ်ပါတယ်ဒီကနေ့ခေတ်မှာတော့တောင်ကလပ်ကျောက်ဆောင်ကြီးရဲ့ထိပ်ပေါ်မှာရွှေရောင်ဝန်းပါနေတဲ့ဘုရားစေတီပထိုးတွေနဲ့တာယာကြည်နူးဝဲဘုံကြီးကျောင်းတွေကိုဖုံးမြော်နိုင်ပါတယ်တောင်ပေါ်ကိုရောက်ဖို့အတွက်ဘုရားဖို့ခီးတဲ့တွေဟာလေကရပေါင်း989ထစ်ကိုတက်ရောက်ကြပါတယ်လမ်းတစ်လျှောက်မှာအေးချမ်းနဲ့တောတောင်လှပတွေကိုခံစားနိုင်တယ်လို့ပုပ္ပရဲ့မှတ်သားတွေဖြစ်တဲ့ချစ်စရာမြောက်ကလေးတွေကိုလည်းအစာကျွေးရင်အနားယူနိုင်ပါတယ်တောင်ထိပ်ကိုရောက်တဲ့အခါမှာတော့ပဝန်းကျင်ရဲ့စိမ်းလန်းဆူပြေတဲ့မြင်ကွင်းကျယ်ကြီးကိုအမခန်းကြည့်ရှုရမှာဖြစ်ပါတယ်ဗျာဒါကြောင့်တဘာဝတရားရဲ့စံကြယ်မှုတွေစိတ်ဝင်စားစရာဒဏ္ဍာရီတမိုင်းကြောင်းတွေနဲ့ပြည့်နှက်နေတဲ့ပုပ္ပတောင်ကလပ်ဟာမြန်မာနိုင်ငံမှာမဖြစ်မနေလာရောက်လည်ပတ်တဲ့နဲ့ဖိုးတန်နေမီတစ်ခုဖြစ်ပါတယ်ပြည်သက်ကြီးလေးပုပ္ပတောင်ကိုရောက်ဖို့ရင်မိမိတို့ရဲ့အမှတ်တရတွေကိုကွန်မန့်မှာချပေးခဲ့ကြပါဦးဗျာခုလိုဗီဒီယိုကိုဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်စိတ်ဝင်စားစရာဗီဒီယိုတွေမှာလည်းပြန်ဆုံတွေ့ကြမယ်ဗျာ